မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ PC ကတော့ MK မှာရှိတဲ့ Silicon 303ပဲဖြစ်ပါတယ်အရွယ်စားကတော့ကျွန်တော်တို့မှာ 1kg ကလည်းရနိုင်တယ်ဗောနော် 1kg ကအစားရနိုင်တယ်ပြီးတော့ကျွန်တော်တို့ 25kg ရှိတယ်သူရဲ့အသားရောင်ကဘယ်လိုကြီးတုံးဆိုတာကျွန်တော်တို့နဲ့တူတူလာကြည့်လိုက်ရအောင်ဗောနော်ဒါကလည်းဘုံရဲ့ပုံစံပဲဖြစ်ပါတယ်ဘုံဖြုတ်ဥစားဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီမှာအရင်ဆုံးဖွင့်ရမယ်ပြီးတော့ဒီမှာjack တစ်ခုရှိတာပေါ့နော်ဒါကိုဆွဲပြီးတော့ဒါကိုဖြုတ်မယ်ပြီးတော့အဖုံးပေါ့နော်ဒီပုံစံဖြစ်ပါတယ်ခင်ဗျာတကယ်လို့စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာမူတီးတွေလည်းရနိုင်တာပေါ့နော်1kg size လည်းရနိုင်တယ်ပြီးတော့ hardener ကလည်းရှိတာပေါ့နော်ဒီလိုမျိုးလဲမှာလို့ရတယ်ခင်ဗျာ